Okay သင်ခန်းစာလေးစလိုက်ကြအောင်ဒီသင်ခန်းစာလေးကတော့ body 10ချက်အခန်းဆက်ကိုပေါ့နော် body 10ချက်အခန်းဆက်ကိုနော်စရာပါလေစရာအောစရာဒီစရာအောနော်စရာအောစရာฝึกอันစရာအောဟုတ်ပြီနော်ฝึกอันစရာအောစရာအကြောင်းစရာအောအကြောင်းကိုလေ့လာကြအောင်နော် Okay နော် Okay ဒီမှာကျတော့ဗာဆိုလိုထားတယ်ကောအောကောခေါ်အောခေါ်งองอองอจออจอตออตอคออคอปออปอบออบอยออยทออทอดออดอพออพอพออพอนออนอหออหอเอาปีนะเอาจารย์บาลมอมสอสวอวรอรอဟုတ်ပြီနော်ရမယ်လို့ထင်ပါတယ်ကဲအဲဆိုလို့ရှိရင်အတိတ်ပဲရှိတဲ့အောက်သင်ခန်းစာလေးကိုထပ်ပြီးတော့တွားရအောင်နော်အောက်မှာရှိတဲ့သင်ခန်းစာလေးကိုထပ်ပြီးတော့တွားကြည့်မယ်ฝึกอันสระอมีความหมายเนาะสระที่มีความหมายကဲသင်ခန်းစာလေးစားရကြအောင်ခေါ်တော့ဒီ level ကိုပြောတာဖြစ်ပါတယ်ခေါ်ဒီ level เนาะကဲနောက်တစ်ကြောင်းကကြတော့ခေါ်သူတို့ကဘာဖြစ်လဲခေါ်ဆိုတာကြတော့ဒီမှာတောင်းတီလို့လေးပဲရတယ်ဟုတ်ပြီနော်တောင်းတီခုနကနဲ့အတန်ကွာတယ်နော်လောကကွာတယ်နော်ဒီကကြတော့ဒီကကြတော့ခေါ်ဟုတ်ပြီနော်ခေါ်နော်အတန်မတူဘူးနော်โอเคရမယ်လို့ထင်ပါတယ်ကဲနောက်တစ်ကြောက်ကိုစစ်ပြီးတော့တွားကြည့်မယ်ထောဖဲထောအောထောဖောအဲထောအောထောမအေထောဖောအဲဖဲထောဖဲဆိုတာပါလေဖောင်စီးတာကိုပြောတာဖြစ်ပါတယ်โอเคကျွန်တော်လည်းအကြည့်တင်ပြလိုက်ပါဦးမယ်ဟုတ်ပြီနော်ထောဖဲကဖောင်စီးတာကိုပြောတာဖြစ်ပါတယ်โอเคต่อไปหน้างอโอเคเนาะရမယ်လို့ထင်ပါတယ်หน้างอဆိုတာမျက်နှာပုတ်တယ်မျက်နှာကောက်တာပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်ပါထူหน้างอဥပမာတိအဲ့လိုမျိုးပြောလို့ရတယ်โอเคเนาะหน้างอအော်နော်အာနာไม่โทหน้างอหน้างอဆိုတာမျက်နှာပုတ်တယ်မျက်နှာကောက်တာပေါ့နော်โอเคရမယ်ထင်ပါတယ်ကဲနောက်တစ်ကြောင်းကိုစစ်ပြီးတော့သွားကြည့်မယ်နောက်တစ်ကြောင်းအကြောင်းပါလေလားဖောไม่เอဖောဟုတ်ပြီနော်ဖောไม่เอဖောဆိုတာပါလေအဖေကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ဖောအဖေဟုတ်ပြီနော်ကဲနောက်တစ်ကြောင်းကိုစစ်ပြီးသွားကြည့်မယ်နောက်ကကျတော့အော်ไม่โทဟုတ်ပြီနော်ဒါအတန်ထွက်ကတော့ရီတော့ဆိုနည်းနည်းလိုအပ်မယ်လို့တော့ထင်တာပေါ့နော်ဒါပေမဲ့ရီလို့မရဘူးเนาะအနိစ္စဆိုပဲကျွန်တော်ရေးထားပြီးတယ်เนาะไม่โทไม่ถูกဆိုတာပါလေကြံကိုပြောတာဗောနော်စားတဲ့ကြံကိုပြောတာဖြစ်ပါတယ်โอเคရမယ်လို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကဒီလောက်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော် see you next video bye bye thank you all have a nice day